မင်္ဂလာပါခင်ဗျ Perfume Palace ကဆေးရပါကျွန်တော် review အကြောင်းလေးမပြောတာတော့ကြာသွားပြီပေါ့နော်ဆိုတော့ဒီကြားထဲမှာလည်းအလုပ်လေးနည်းနည်းများနေတယ်ဒီနေ့မှာတော့ကျွန်တော်ဗာပြောပြပေးချင်တာလဲဆိုတော့ကျွန်တော်တို့ page ကနေထွက်ရှိထားတဲ့ Warrior ဆိုတဲ့ရေမွေးလေးအကြောင်းကိုကျွန်တော်တစ်ချက်ပြပြပေးချင်တယ်ပေါ့နော်ကျွန်တော်တစ်ချက်ကြည့်လိုက်အောင်ပေါ့ထုံးစံအတိုင်းလေးဒီကောင်လေးကတော့သူကတော့နှုတ်မှာဆိုလို့ရှိရင်တော့ဒီကောင်လေးက apple ရယ် lavender ရယ် mandarin orange ရယ်ပါတယ်ပေါ့နော် bergamot ရယ်ပါတယ်middle note မှာဆိုလို့ရှိရင်တော့ဒီကောင်လေးက jasmine ရယ် violet ရယ် pepper ရယ်ပါမယ် base note မှာဆိုလို့ရှိရင်တော့ cardamom sandalwood နဲ့ vanilla တို့ပါဝင်နေပေါ့နော်ဆိုတော့အဲ့အတွက်ကိုကျွန်တော်တို့ monthly sansan gentleman sansan အနံ့မျိုးလေးဖြစ်မယ်အဓိကကတော့ strong ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီရေမွေးလေးကိုဆွတ်ထားလိုက်တာနဲ့အနားဖြတ်သွားတဲ့သူကဒီဘဲကဒီကောင်မလေးကstrong ဖြစ်ပါလားဆိုတဲ့ခံစားချက်မျိုးကိုရရှိစေမယ်အနံ့မျိုးလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကတော့ versatile လေးအသုံးပြုလို့ကောင်းမဲ့ရေမွေးလေးဖြစ်မယ်ကျွန်တော်တို့ page မှာထွက်ရှိထားတဲ့ North Flame ဆိုတဲ့ရေမွေးလေးကိုသုံးနေသူဆိုလို့ရှိရင်တော့ဒီ Warrior ဆိုတဲ့အနံ့လေးကိုကြိုက်မှသိကြတယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကတော့အနံ့ဆွဲတဲ့ long lasting အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က6နာရီလောက်ကိုအနံ့ဆွဲရပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအင်ကြီးမှာတနေရာကို3ချက်လောက်ဆိုလို့ရှိရင်တော့6နာရီလောက်ကိုအနံ့ဆွဲတယ်ကျွန်တော်တို့ပေါ့ပပပေါ့နော်ဟိုကျန်းကျန်းထန်ထန်လောက်ရတာမဟုတ်ဘဲနဲ့ပေါ့ပပကို air con can လေးထဲမှာ AC လောက်ရတဲ့သူမျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့6နာရီထက်ကိုအနံ့ဆွဲမယ်ပေါ့နော်ဆိုတော့တစ်ဆက်တည်းမှာကျွန်တော်ပြောချင်တာကကြတော့ကျွန်တော်တို့ရေမွေးလေးတွေဈေးနှုန်းလေးဒီလက်တလောပေါ့နော်လန်ကီအခက်အခဲလေးတွေကြောင့်ဈေးနှုန်းလေးအနည်းငယ်တက်ဖို့ရှိပါတယ်ဆိုတော့တန်းမေးလေးကိုတော့ကျွန်တော်တို့1000ခွဲလေးဖြစ်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ page ကို2024ကနေပြီးတော့ယနေ့ဒီအချိန်ထိကိုအားပေးခဲ့ကြတဲ့ပရိသတ်တွေဆိုရင်တော့သိမှာပေါ့နော်ကျွန်တော်တို့ blouty crisis ကာလာဖြစ်ဖြစ်ဈေးနှုန်းလေးအပြောင်းလဲမရှိဘဲနဲ့ရက်တည်ပေးခဲ့တဲ့အတွက်ကိုဒီအခုလိုမျိုးပေါ့နော်ဆိုတော့ဒီဈေးနှုန်းလေးအနည်းငယ်တက်သွားတာမျိုးလေးကိုတော့နားလည်ပေးကြပါအောင်ခင်ဗျကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ပါမယ်ခင်ဗျကျေးဇူးပါ